လို့ဖြစ်နေလိုက်ပါရှင်နဲ့မြောက်ဖြစ်လို့ဖြစ်နေတယ်စကြည့်ရမလားစကြည့်လိုက်ပြောင်းနေဆက်လိုက်အော်မလားမသိဘူးဟာတော့ပြည့်တဲ့လက်ပြီးဟာဆိုအော်မလားမသိဘူးစကားလဲလဲဖုတ်ဖုတ်ပြောလဲလဲပတ်ပတ်ရှာမရှိနဲ့ပတ်ပတ်နဲ့ဖုတ်ဖုတ်ကညီကမကဲဂိမ်းမောင်လေးဂိမ်းမောင်လေးပြောင်းနေဆက်လိုက်မအော်နဲ့နော်ဟာဘာတော့ပြည့်တဲ့မော်နဲ့လို့အော်နဲ့ပြည့်တဲ့ဖျားပြတာအောင်ပြီတော့ဟာပါတနာဖို့ကောင်းတော့ကွာအားရပြတ်ထွက်တယ်ဒီလိုပေါက်ကြီးဖြစ်တယ်ဟာဟုတ်ကဲ့လိုက်တော့ပေါက်ကြီးဖြစ်တယ်အေးလေမတို့ကဘာပြောလဲသူခဏလေးကြံတဲ့လူရှိအောင်မဆိုလို့ဆရာလေးကဘာဖြစ်လို့အဲ့လိုကူတက်နေတာလဲလို့ဘယ်အတွက်ကြောင့်ကူတက်နေသလဲရှေ့တော်ဘုရားကဲရပြီမရှိဟောရပြီအားရပြီရပြီပြောင်းနေလေမိမမဲပြောင်းနေမိမမဲအတူတူဆိုအောင်နော်အဖေအေးပြောင်းနေမိတို့မိဖေမောက်တော့မောက်မှာဘောသားဘာလို့လဲပြောင်းနေမိလေမောက်မယ်ပြောင်းနေမိလို့ကအခု Happy birthday လူရှိပါလားမောက်ရအဖေမောက်မယ်ဆိုတခါနဲ့မောက်ဟောတော့မယ်တားတခါနဲ့မောက်ပဲဟုတ်ကဲ့ကျွန်တော်တခါ Happy birthday Happy birthday ပြောင်းနေမောက်လည်းအေးငါတို့မတကြိုလိုက်ရအောင်မောက်လေဟုတ်လားအဲ့တော့ပြောင်းနေကိတ်မခွန်မကိတ်မခွန်ဒါဆိုရင်ကိတ်မခွန်ပြောင်းနေမိမောက်လာပြီခါလေးစားဆောင်းလာတယ်ကွာကိတ်မခွန်ပြောတာအမေတဲ့ကြီးကိုကျွန်တော်ကိတ်မခွန်ကချင်တွေကိုလာပါတကယ်ပြောတယ်နော်ကချင်တွေကိုလာပါတကယ်ပြောတယ်နော်ဟေးရကချင်တွေကိုလာပါတကယ်တော်ဝင်ညာငါကိတ်မခွဲမှာဒုထိုးရောက်အောင်မှာခေါ်တာလို့ပြောရအောင်ဟာပြေးလေဒါတော့ဒါပေါ့ဒါပေမဲ့ဒါပေါ့ပြောင်းနိုင်ဟုတ်ကိတ်မခွဲမယ်မအဘဒူလည်းဒူဘက်ဒူလည်းဘာရရှိပဲမလည်းကောင်မကြလိုက်နော်မဘာတော့ပြောင်းကိတ်မခွဲမလို့လာပြီဟေးမတိုင်းမဆောက်မတိုင်းမဆောက်အေးရောက်ရှာတော်ပြီခွဲလိုက်ရင်မကြီးမညာနဲ့မလှဘူးငါပြိတ္တတွေကိုကျွေးမယ်အာရမောကျွေးရပြိတ္တတွေကျွေးမယ်ဒါပေမဲ့ကိတ်မကအရန်သိနေတော့လေအကုန်လုံးအမျှကျွေးဖို့ဆိုရင်သွားကြတော့တယ်လေတယောက်စုပ်စီရမယ်နော်ဟုတ်ကဲအဲ့လိုကျွန်တော်စော်ကားလို့မထင်ပါနဲ့နော်အောက်ထိတယောက်ချင်းစီလိုက်ကျွေးလို့စင်မပြေလို့ပါလေနော်ကိုကေလာဘာလို့လဲဟမ်ပြန်ငါးစာကျွေးတယ်လို့ဖြစ်နေတယ်လို့စားချင်တာမမစားချင်တယ်မောင်လေးလာကျွေးမယ်နော်ဟောနှလုံးသားတစ်ခုကိုလင်းလေးကြည့်သွားပြီကွာဘာပြန်မတနက်ကားလေးနဲ့ဈေးမှာ900နဲ့ကွာတကယ်ကြလို့မလားမင်းနဲ့နှလုံးသားလေးတယောက်ချင်းကြိုက်ပြီးလို့စားကြမှာတကယ်သိကြကြီးအမေကလည်းမင်းနဲ့လေးကြီးပါလေအမေအမေတော့လည်းမင်းသိပါတားတယ်တဘောတွေကြားနေကြတာအမေမူးနေတာအဲ့ဒါဘကိုးဖူးတာလို့ခေါ်တာကိုကေလိုက်နေကိုမိုင်းနေဘာလို့ညာလို့ဘာမှမဟုတ်ဘူးတော့ကမှာစာဆိုရှိတယ်ဘာလို့လဲရုပ်တူရင်ညားတယ်တဲ့ခုကလည်းကလာရဘာချင်ရင်ကချစ်စရာလေးဒီမှာကြည့်ရင်ရုပ်တူရင်ညားတယ်အေးမတူဘူးကနော်အဲ့ဒါမညားတော့ဘူးညားတော့ဘူးပေါ့တဲ့ကိုရမယ်ကွာလေးကလည်းအဲ့လိုဘူလိုက်တော့ရဲချစ်ဖို့ကောင်းတာဘယ်လိုလဲဘူတာလဲတဲ့ကိုရမယ်ကွာရဲချစ်ဖို့ကောင်းတာပဲလေးကလည်းတေတော့တေကောတေတော့ဘလုံးဘူးကြီးတေအဲ့ဒါမလို့အဲ့ဒါမင်းလည်းလို့အဲ့ဒါမင်းကဝတ်ဆောင်အစ်မစင်နေတာဒီတိုင်းမလားတဲ့ဟာဟေးဟာလုံးလာပြီဘူးဒီတိုင်ခိုင်းတာဘာစမ်းပြီလဲဘာလဲလို့တိုင်ခိုင်းတာဘာစမ်းပြီလဲဘာစမ်းပြီလဲတုံးလုံးစမ်းပြီနေမယ်ဘူးဒီပြုတ်ကြသွားတော့ကျန်အခုမှလန့်ကြည့်မယ်ဖျားရှင်တမမနဲ့ဟုတ်ပြီလေဘူးဒီလေးဖျားတရားမလို့တခုခုဖြစ်ပါသေးဗျာဟာဖြစ်ပါစေနဲ့ဆိုတော့ဖြစ်သွားမင်းတခါလေကျမိမဆော်ကားမီးမျိုးတယ်ဟုတ်တယ်ဘူးဒီကမိမဆော်ကားလို့ဇောင်ထိုးပြူသွားတာပါလာတယ်ခေါ
ခေါင်းမှာကိုယ်လည်းဒီခါလည်းသိရောမှာသိအဲ့ပြီးရော ဟာပါလေ ကိုယ်ရောပြီမနေ့ကျရင်တားဖွားဖို့မှရတယ် ဘာဖြစ်လဲကို ဘူးဒီကောင်းမှရဲတွေကိုသွေးနေတာ ဝဲတယ်ကိုရဲတယ်ပဲမဟုတ်မျက်ခုံးလေးချင်းပြီးသွား ခေါင်းနဲ့ချင်းနေရလား ပြီးသွားတယ်ပေါ့ ဩ ဆိုအလုပ်စောနဲ့ အာကျွန်တော်အတူလေးနဲ့ဘူးတည်းဟင်ဘာတို့ ဆရာမတော်ခေါ်ပြီးလို့လားဟုတ်လား ဟုတ်တော့ကြည့်လား ဆရာမတော်ခေါ် တော့ကြည့် မရတော့အမျိုးလည်းဆိုတော့ ဘလို့ဖြစ်လဲ ဒီပါဖြစ်လာလေ ဒီချာကြည့်ရောအေး အေး ဘူးတည်း အာ ဟောငါမစားဘူးလားလေလို့အမလေး ဒီကနေ့လည်းတေးချာကြည့် ငါတော့နေရတယ် ဟောလားမလေးမင်းတော့မင်းအဲ့လိုဖြစ်နေတာကချိန်မခံပြီးလက်မခံပြီးဖြစ်တားရဲ့ဘယ်လိုရပြမတာတားရဲ့နင်းလူတွေပြန်မဘူးလို့ အဲ့တော့ဝိုင်းကြည့်နေတယ် ဟိုပွဲကြီးကကြောက်လို့နော်ငါကလည်းငါကလည်းရှောင်းရှောင်းနဲ့ဝါလာ အကိုတော့ကြည့်လာဘူးဒီလို ကျွတ်ပြောတာမဖြစ်လေ သူကလေခေါင်းထိသွားတာအခုဆရာဝန်ရောက်နေတယ် ခလာ သူတည်းထုံးရမယ်တဲ့ ခေါင်းထိကဖိုက်တော့ကြီးတယ်မင်းရှိပါသေးတယ်မင်း ကဲချိုးတော့မယ် အေး ဟောအမှုပညာဆိုတာအဲ့ဒါပဲ ဟုတ်တယ်လေ ပြောပြီးတင်ဆက်ရင်းနဲ့ထိတဲ့နေရာလည်းထိတယ်လို့ ဟုတ်တယ် အာပြိတ္တကိုချစ်တဲ့စိတ် ချစ်လို့ဖြစ်သွားတာ ဒါအမှုပညာ